မင်္ဂလာပါကျမကတော့ဒေါက်ကလျာရွှေဖြစ်ပါတယ်အခုလက်ရှိ reception တန်းမှာတက်ရောက်နေတဲ့တသားခန့်ထဲဖုံးခိုင်အဲ့လိုခေါ်တဲ့တသားရဲ့မိမိပေါ့နော်ဟုတ်ကဲ့ပါမမတို့တွေကဒီမိဘတွေဖြစ်နေတာပေါ့နော်မိဘတွေဆိုတာသူတို့မွေးထားတဲ့ဒီသားသမီးတွေသူတို့အတွက်ကတော့ယတနာပဲပေါ့နော်ဒီသားသမီးယတနာလေးတွေကိုသူတို့ကဒီအကောင်းဆုံးဆိုတာပေးဖို့ပဲစဉ်းစားကြတာပေါ့နော်စဉ်းစားတဲ့ခါကျတော့ဘိုက်ထဲကနေစားပြီးအကောင်းဆုံးပေးဖို့အတွက်စဉ်းစားရလေအဲ့တော့ဘိုက်ထဲမှာတွေကဒီကလေးလေးကိုဘယ်လိုမျိုးတီးထွားအောင်လုပ်ပေးမလဲဘယ်လိုဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲသူများထက်တာတဲ့အကောင်းဆုံးဆိုတာကိုပဲပေးတင်တဲ့ခါကျတော့မမတို့ကမွေးခင်လေးကနေပြီးတော့မွေးပြီးတဲ့အချိန်တွေအဆက်မပြတ်မမတို့ကအမြဲတမ်းစဉ်းစားနေအဲ့ဒီအတွက်မမတို့ကအကောင်းဆုံးပေးဖို့မမတို့ကစဉ်းစားရင်လည်းအခုလိုမျိုးတသားဆို၄နှစ်ကိုရောက်လာတာပေါ့နော်တသား၄နှစ်ကိုရောက်လာတဲ့အချိန်မှာလဲမမတို့ကဘာစိတ်ပူရလဲဆိုတော့အကောင်းဆုံးပေးတဲ့မိဘဆိုတော့အကောင်လုံးလိုက်ပြီးတော့စုံစမ်းရတယ်တသားကကြောင်းထားမယ်အိမ်ပဲရောက်လာပြီဆိုတော့မမတို့ကကြောင်းလေးလိုက်ပြီးတော့ကြည်ရတယ်စုံစမ်းရတာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့မမကကြတော့ကျောင်းကြီးအကုန်လုံးကမမတို့အတွက်ကတော့ဘယ်လိုပြောမလဲသူတို့ရဲ့တင်ရုံညွန်းတွေကတိတ်မကွာအောင်လို့မမကတော့ထင်တယ်ပေါ့နော်မမအကုန်လုံးလိုက်လေ့လာတယ်ကပြီးတော့နောက်တစ်ခါပေါ့ facility လို့ပါလို့ဆိုလဲအကုန်လုံးကြီးတာရင်မကွာဘူးလို့ထင်ရတယ်ဒါပေမဲ့အဲ့ဒီထဲကမှမမတို့ရဲ့ British School ရန်ကုန်ကကြတော့အရန်ထူးခြားတယ်ဘာလဲဆိုတော့ဒီမမတို့တွေပေါ့နော်ဒီ BSO လို့ခေါ်ရဲပေါ့နော် British School Overseas ကနေပြီးတော့ပေါ့နော်အတိအမှတ်ပြုခံရတဲ့ကျောင်းတစ်ကျောင်းဆိုတာကိုမမတို့ကသိလိုက်ရတော့ဟာဒီလိုမျိုးအတိမပြုတ်ခံရဖို့ဆိုတာလွယ်နဲ့ရတာမဟုတ်ဘူးနော်ကျောင်းရဲ့ facility ရောသင်ကြားရေးအပိုင်းကြည့်မလားအကုန်လုံးပြီးရင်ဒီကျောင်းကနေပြီးတော့မွေးထုတ်ပေးလိုက်တဲ့ကျောင်းသူကျောင်းသားတွေပဲကြည့်ပါဒါတွေအကုန်လုံးကအရန်ဟိုမှာ perfect ဖြစ်နေတယ်အရန်ဟိုကောင်းနေလို့တောင်အတိမပြုတ်ကိုခံရတာပေါ့အဲ့တော့ဒါဒီမမတို့ကပထမဆုံးအချက်ပဲဒီလိုကျောင်းမျိုးမမရွေးချယ်ရမယ်ဆိုပြီးတော့မမကလိုက်ပြီးတော့ကြည့်တဲ့အချိန်မှာနောက်တစ်ခုပါလို့ဆိုတော့မမBritish School ရန်ကုန်ရဲ့ Facebook page လေးကိုမမတွေ့လိုက်အဲ့ဒီမှာဗာရေးထားလဲဆိုတော့ IPC ပေါ့နော်ဒီ IPC လို့ခေါ်တဲ့ International Primary Curriculum ကိုစပြီးတော့ကျင့်သုံးတဲ့ကျောင်းတစ်ကျောင်းနေနဲ့မြန်မာနိုင်ငံမှာပထမဆုံးသောကျောင်းဆိုတာကိုတွေးလိုက်ရတော့ဟဲမမအကောင်းဆုံးပြီးကျင်တာကိုပြီးကျင်တော့ဟာဟုတ်ပြီငါတော့ဒီကျောင်းကိုတော့ငါရွေးချယ်မှာဖြစ်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့အကောင်းဆုံးပြီးကျင်တဲ့မိဘတစ်ယောက်နေနဲ့ဒါကြောင့်လဲမမက British School ဒီရန်ကုန်ကို BS1 ပေါ့နော်ဒီကျောင်းကိုမမရွေးချယ်ပြီးတော့တတ်တာကိုအပ်ခဲ့တာဖြစ်ပါတယ်ဒါမမအတွက်ကပထမအဆုံးအတွေ့အကြုံပထမဆုံးတွေ့ကြုံဆိုတော့တသားအတွက်ကလည်းပထမဆုံးအတွေ့အကြုံလို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့သူ့အနေနဲ့တခြားကျောင်းတွေသူ့အတွက် right brain တွေ whole brain တွေ train တွေနဲ့ပတ်သက်တဲ့ကျောင်းလေးတွေကိုတက်ခဲ့ရတယ်။ဒါပေမဲ့ဒီလိုမျိုးကျောင်းမျိုးပေါ့နော် international school မျိုးကိုအခုမှပထမဆုံးစတက်တဲ့အချိန်မှာမမတို့ကမိဘဖြစ်တော့စိတ်ပူပန်မှုတွေရှိတာပေါ့နော်။အဲ့ဒီစိတ်ပူပန်မှုတွေရှိတဲ့အရာကဒီ BSY British School International British School ရန်ကုန်ကိုရောက်တဲ့အချိန်မှာမမအဲ့ worry ဖြစ်တဲ့ဟာတွေအကုန်လုံးပျောက်သွားတဲ့အတွက်မမကတော့အဲ့ဒီဟာနဲ့မမဒီအဓိကတော့မမကျောင်းဝင်းလေးကိုဝင်လာတဲ့အချိန်မှာတဲ့မမအဲ့ဒီရဲ့မမရဲ့ worry ဖြစ်နေတဲ့စိတ်တွေပုံပျောက်သွားတာကမမတို့ပထမတစ်ချက်ပြီးတော့မမကကျောင်းဝင်းလေးကိုဝင်လာပြီးတော့မမအတွက် safety တစ်ခုပါခံစားရတယ်တခြားကျောင်းဆိုရင်ဝင်သွားလိုက်တယ်ဒီတိုင်းပဲဒါပေမဲ့ဒီမှာအဲ့လိုမဟုတ်ဘူးသူက parents လားဒါမှမဟုတ်လို့ရှင်တခြားအပြင်ဘာသာလူလားဒါမှမမတို့ဒီလိုခွဲခြားဆိုတာတိချာပေါ့နော်စနစ်ကြလုပ်ပေးထားတဲ့ကျောင်းတစ်ကျောင်းဆိုတာလည်းထပ်တွေ့ရအဲ့တော့ဒါဟာမမတို့ရဲ့ကလေးအတွက် safety အတွက်ကလည်းစိတ်ချရတဲ့ကျောင်းတစ်ကျောင်းဆိုတာမမတွေ့လိုက်ရအဲ့တော့နောက်တစ်ခါမမကြည့်လိုက်တယ်မမတို့ကျောင်းဝင်းထဲကိုဒါထပ်ဝင်လာပြန် classroom ပေါ့နော် classroom ကြီးကြည့်လာလဲမိလုံးဝကျောင်းရဲ့ facility ရဲ့အားသာချက်ကြောင့်မသိဘူးအခန်းတွေကလည်းအခြေကြီးပဲကလေးတွေကလည်းသူများကျောင်းတွေလိုမျိုး crowded ဖြစ်မနေဘူးတွားလေးနဲ့သူဆိုတော့မမတို့ရဲ့သားသမီးရဲ့သူတို့ရဲ့စက်ပိုင်းနဲ့ပတ်သက်မယ်ဆိုလေဒီလိုကျောင်းမျိုးရွေးချယ်တဲ့အခါမှာဒါက number first လို့မမကတော့အဲ့လိုမျိုးယူစားပြီးတော့အခုဒါအမှန်တမ်းပြောတာပေါ့နော်နောက်နေ့ဆိုလို့ရှိရင်မမရဲ့ညီမရဲ့သားကလေးကတက်ဖို့အတွက်ကိုမမအတူပြောထားပြီးပါတယ်အဲ့တော့မမတို့ရဲ့ဘယ်လိုပြောမလဲဆွေစဉ်မျိုးဆက်ကတော့ဒီကျောင်းမှာတက်ဖို့အတွက်ကတော့မမကနေပြီးတော့ပြောထားပြီးသားဖြစ်တဲ့အတွက်နောက်နေ့ဆိုစာ join မှာအဲ့လိုမျိုးလေးပါနောင်နဲ့မမပြောမှာ
British School ရန်ကုန်မှာဆိုလို့ရှိရင်တော့အကောင်းဆုံးကျောင်းပဲဆိုတာတော့မမအဲ့လိုမျိုးလေးပဲပြောပါပဲအကုန်လုံးလည်းအခုကြီးကစပြီးတိုက်တွန်းတယ်မမရဲ့မိတ်ဆွေတွေနဲ့တွေ့လို့ရှိရင်လည်းမမပြောတယ်เนาะဒီကျောင်းကိုရွေးချယ်ပြီးတာမမအတွက်အရန်ကိုမမှန်ကန်နေဆိုတဲ့အကြောင်းပြောတဲ့အတွက်ဒီကျောင်းမှာပဲတက်ဖို့အတွက်ကိုမမရဲ့မိတ်ဆွေတွေအကုန်လုံးကိုတိုက်တွန်းပေးမှာဖြစ်ပါတယ်